မင်္ဂလာပါရှင်နမ်မို channel မှာကြိုဆိုပါရရှင်နမ်မိုဒီနေ့အကျော်လေးတွေလှုပ်ရှားဖြစ်လို့အကျော်လုံနည်းလေးတွေကြော်နည်းလေးကိုလာပြီးတော့မှအမြောက်ပေးပေးပါတယ်ရှင်နမ်မိုဗီဒီယိုလေးကိုလည်းကြည့်ရှုအားပေးပါအောင်ရှင်အကျော်လေးကမမှာပဲချွတ်ကလေးနဲ့စားလို့အရန်ကောင်းချင်တယ်ဆိုရင်တော့နမ်မိုရဲ့နီးလေးတိုင်းကြော်စားကြည့်ပါချွတ်လေးနဲ့အရန်စားကောင်းပါတယ်ရှင်အရင်ဆုံးမုံနစ်လေးကိုဆက်ပါမယ်အကျော်မုံရဲ့ဂျုံမုံရဲ့ကောင်းညင်းမုံကိုအားလုံးစသူရောပြီးတော့မှနယ်ထားလိုက်ပါမယ်ပြီးရင်တော့အလေလေးတဲ့ကိုဖောက်ပြီးတော့ရေနည်းနည်းလေးချင်းစီထည့်ပြီးတော့မှမွေပေးရပါမယ်ကိုလိုချင်တဲ့အပြည့်အနေထားလေးကိုရတဲ့အတိရေလေးနည်းနည်းထည့်ပြီးတော့မှဒီလိုလေးမွေပေးပါတခါတည်းအကုန်လုံးမထည့်ရပါဘူးကျဲသွားမှဆိုလို့ပါကိုလိုချင်တဲ့အနေထားတိကိုရေနည်းနည်းလေးနဲ့မွေပေးပါတေချာလေးကိုနှံ့နေအောင်မွေပေးရပါမယ်ဒီလိုမပြည့်မကျဲအနေထားလေးဆိုရင်တော့မုံနစ်လေးအကျော်မုံနစ်လေးရပါပြီရှင်အခုနမ်းမူကြော်စားမှာတော့ပူတီကြော်ချက်သွန်ကြော်နဲ့အတားတူကြော်တွေပဲဖြစ်ပါတယ်အိမ်မှာကအဲ့ဒါတွေပဲရှိလို့အဲ့ဒါတွေပဲကြော်စားဖြစ်ပါတယ်အရင်ဆုံးပူတီကြော်မှာဖြစ်လို့ပူတီကိုမုံနစ်ထဲမှာကိုကြော်မဲ့ဒီလောက်လေးထည့်ပြီးတော့မှနေထားလိုက်ပါမယ်စီအိုးတင်ပါမယ်စီပူလာပြီဆိုရင်ခုနနေထားတဲ့ပူတီလေးတွေကိုထည့်ပြီးတော့ကြော်ပေးပါမယ်ပူတီကြော်လေးတွေကိုထည့်ကြော်ပေးပြီးဆိုရင်ဟိုဖက်ဒီဖက်လန်ပြီးတော့မှကြော်ပေးပါမဟုတ်ရင်အကျက်မညီပဲနဲ့စားလို့မကောင်းပါဘူးရှင်ပူတီကနမ်မိုကဖြတ်တာနည်းနည်းကြီးသွားလို့အထဲကတော့ကျွတ်ကလေးနဲ့တော့မနမ်မိုအကြိုက်ပေါ့နော်ပျော့လေးချချင်တယ်ဆိုတော့ဒီထက်ပပလေးလီထားပေးပါမဟုတ်ရင်အထဲမှာကမပြုတ်ပဲနဲ့မမလေးဖြစ်နေတတ်ပါတယ်ဟိုဖက်ဒီဖက်လန်ပြီးဝါတဲ့အထိကြော်ပေးပါဒီလိုဝါရောင်လေးတန်းလာပြီဆိုရင်တော့ဘူးတီကြော်လေးရပါပြီဆယ်လို့ရပါပြီဆယ်ပြီးတော့ပကံလေးတစ်ခုတည်းထည့်ထားလိုက်ပါပြီးရင်တော့အတားတူးနဲ့ကြက်သွန်တွေကိုလည်းခုနအတိုင်းပဲမုတ်နှစ်လေးထဲမှာထည့်မယ်နေမယ်ပြီးရင်စီပူထဲထည့်ကြော်မယ်ကြော်တဲ့အခါမီးပူပူလေးမီးပြင်းပြင်းနဲ့မကြော်ဘဲနဲ့မီးကိုခက်အေးအေးလေးနဲ့ကြော်ပါမယ်မီးတအားပြင်းရင်အထဲမှာမချက်ဘဲနဲ့အပြင်မှာဒူးသွားမှဆိုးလို့ပါဟိုဖက်ဒီဖက်လန်ပြီးကြော်ပေးလို့ရွှေဝါရောင်တန်းလာပြီဆိုရင်တော့အစဲထုတ်ထားလို့ရပါပြီအဲ့ဒါဆိုရင်တော့အရန်စားကောင်းတဲ့အကျော်လေးရပါပြီဒီအကျော်နီးကမုံနစ်ကိုနမ်းမကိုယ်တိုင်ဆက်ထားတာပါတယောက်နဲ့တယောက်မုံနစ်ဆက်တာချင်းလည်းမတူပါဘူးဒါကတော့နမ်းမိုကြိုက်နမ်းမိုကိုယ်တိုင်ဆက်ထားတဲ့မုံနစ်လေးပါဒီမုံနစ်လေးဒီတိုင်းကြိုက်တယ်ဆိုရင်တော့နမ်းမိုတိုင်းလိုက်လုပ်စားကြည့်ပါလုံးဝမမာပဲနဲ့ကျွတ်ရွလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ဒါကတော့နမ်းမိုအရန်ကြိုက်တဲ့ခဏလဲကြော်စားဖြစ်တဲ့အကျော်နီးလေးပါနမ်းမိုဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေကိုလည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်အားလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်